အားလုံးမင်္ဂလာပါ KF ဖိုင်လက်ကနေပြန်လည်ကြိုဆိုပါရစေအားလုံးစိတ်ဝင်စားနေကြတဲ့ချင်းဖိုင်တာလေးဂျိုရှွာဗန်ပွဲကတော့ဒီကက်လို့လာပါပြီလာမယ့်တနင်္ဂနွေမနက်ပိုင်းမှာထိုးတက်ရမှာပါမိကပွဲစဉ်တွေက9 နာရီခွဲလောက်မှာစပါပါဂျိုရှွာဗန်တို့ပွဲကဒုတိယမြောက်အကောင်ပွဲဖြစ်ပါတယ်တွန်းမှာ3ပွဲရှိပါတယ်အဲတုံးပွဲကလည်းချန်ပီယံဟောင်းတွေရဲ့ပွဲဖြစ်ပါတယ်ဒါကြောင့်မို့ပွဲစဉ်ကောင်းတွေကြီးပဲစူးစီးထားတဲ့မိကက်လို့တော့ဆိုလို့ရပါတယ်ဂျိုရှွာဗန်ထိုးကျင်တယ်လို့ပြောဘူးတယ်မက်ဆီကိုဖိုက်တာဘရန်ဒန်မိုရဲနိုလည်းပါပါတယ်အဲပွဲထဲမှာဂျိုရှွာဗန်တို့ပွဲကခမန်းကြီး10နိုင်ခွဲဝန်းကျင်လောက်ဖြစ်နိုင်ပါတယ် USA 3-3မှာဆိုရင်ကွန်ပွဲဖြစ်တဲ့မာရက်နဲ့ရန်တို့ပွဲတက်ဂျိုရှွာဗန်နဲ့ဘန်နိုဂျာတို့ပွဲကပိုပြီးပရိသတ်စိတ်ဝင်စားမှုများနေပါတယ်ပထမချက်ကဂရောင်းသမားနဲ့စထရိုက်ကာသမားတွေ့တာကြောင့်ဖြစ်ပါတယ်နောက်တစ်ချက်ကတက်တစ်ဆက်ဖိုက်တာလေးချန်ပီယံစုခုနိုင်မလားဆိုတာကိုစိတ်ဝင်စားနေကြတာဖြစ်ပါတယ်ပွဲကြောင်းကိုပြောရရင်ဘန်နိုဂျာက35နှစ်ရှိပါပြီအတိအကျပြောရရင်35နှစ်နဲ့8လပါအသက်အရွယ်ရာလုံးလုံးကျနေပြီလို့တော့မဟုတ်ပါဘူးဒါပေမဲ့အကြပိုင်းတော့စရောက်နေပါပြီဘာလို့လဲဆိုတော့ဘန်နိုဂျာကအစ္စလန်တို့ခါဘစ်တို့လိုနမန်းသမားဆိုပေမဲ့တက်လို့အရန်ကောင်းတဲ့ဖိုက်တာတယောက်တော့မဟုတ်ပါဘူးဒါပေမဲ့မာကုံရှိတယ်နောက်ပြီးကစားပုံထိန်းစောနိုင်တယ်ဒါကြောင့်အချီပြီးကစားနိုင်တာပါပြောရရင်ဒါကစ္စတန်သားတွေလိုညှော်လင့်ချက်မရှိတော့အောင်ကောင်းလာမျိုးတော့မဟုတ်ပါဘူးဒါကစ္စတန်ကစားသမားတွေလိုလည်းအရန်တက်ပါတဲ့ဖိုက်တာတယောက်မဟုတ်ပါဘူးသူတိတ်တောင်းယူတာကရိုးရှင်းပါတယ်များသောအားဖြင့်တန်တကာနာကပ်ပြီးခြေဆွဲတာမျိုးပါနောက်တစ်ချက်ကသူအားတန်တဲ့အချက်ကဘက်ပိုဇီရှင်တစ်မျိုးတည်းဖြစ်ပါတယ်ဘက်ပိုဇီရှင်ရသွားရင်တော့ပြန်မဲ့ဖိုက်တာတွေကဗီယက်နမ်ကချုံနဲ့အရှုံးပေးရတာများပါတယ်အဲ့ချက်ကိုဂျိုရှွာဗန်အထူးကူးဆိုင်မှရပါပါဘန်နိုဂျာရဲ့ဂရောင်းပိုင်းကကျန်တဲ့အခြေအနေမျိုးဆိုရင်တက်ပြီးတော့မလုပ်တတ်ပါဘူးပြန်မဲ့အပေါ်ရောက်သွားရင်တော့အစ္စလန်တို့ခန်းဆက်တို့လိုဂရောင်းအပေါ်မကျွေးနိုင်ပါဘူးဒါကြောင့်UFC ပရိသတ်တွေရော UFC ဖိုက်တာတွေရောတင်တယ်လို့ဂျိုရှွာဗန်ကိုလွယ်လွယ်ကူကူနဲ့နိုင်ဖို့မဖြစ်နိုင်ဘူးဆိုတာပြောချင်ပါတယ်ကျွန်တော်အမြင်ကတော့50-50လောက်ပဲမြင်မိပါတယ်ကိုယ်နိုင်ငံသားဖိုက်တာမို့လို့မြှောက်ပြောတာမဟုတ်ပါဘူးဂျိုရှွာဗန်ဘက်ကဘာတွေပြင်ဆင်ထားတယ်လဲဆိုရင်အဓိကတိတ်တောင်းတင်ကိုလှိမ့်လှိမ့်မြန်တဖန်လုံးနိုင်ဖို့လိုပါတယ်ဖူးဝတ်တွေကိုလည်းမြန်မြန်ဆန်ဆန်ကစားနိုင်ဖို့လိုပါတယ်ကလစ်မိုင်းတွေမှာသုံးဖို့တတောင်းဒူတက်ချက်တွေကိုလည်းတခြားလေ့ကျင့်ထားစေချင်ပါတယ်ဘန်နိုဂျာကတော့ပထမချီတဲ့ကတခြားပေါက်ဝင်လုံးပါအဲ့ဒီအချိန်မှာဂျိုရှွာဗန်ကောင်းကောင်းတဖန်လုံးနိုင်ရင်ဂျိုရှွာဗန်နိုင်ဖို့ရာခိုင်နှုန်းများပါတယ်အဓိကစိတ်ရှိရှိနဲ့အမတ်အဆုံးဖြတ်ထိရောက်အောင်ဆက်ခေါ်တင်ပါတယ်အမတ်အဆုံးဖြတ်ထိရောက်ခဲ့ရင်တော့ဂျိုရှွာဗန်နိုင်ဖို့ရာခိုင်နှုန်းများပါတယ်ဘာလို့လဲဆိုတော့ဂျိုရှွာဗန်ရဲ့လက်တိချက်တွေကတိကျမြန်ဆန်လို့ဖြစ်ပါတယ်ရွက်စီရောကောင်းမှာဆိုရင်လည်း10မိနစ်ကိုလက်တိချက်ခြေကန်ချက်ထိချက်ပေါင်း 8.86 တိချက်ရှိပါတယ်ဒါကြောင့်အမတ်နဲ့ဆိုရင်ဂျိုရှွာဗန်နိုင်ဖို့များပါတယ်ဘန်နိုဂျာဒီပွဲရှုံးခဲ့ရင်သူ့အတွက်ချန်ပီယံခပတ်နီကုံဖြစ်သွားနိုင်ပါတယ်သူ့သက်ရွယ်တွေကဒီပွဲရှုံးလိုက်ရင်နောက်ထပ်ချန်ပီယံပြန်ဖြစ်ဖို့မလွယ်ကူတော့ပါဘူးဒီဘက်ကသူ့အတွက်ပရက်ရှာရှိပါတယ်နောက်ပြီးကိုယ့်ထက်ဝါနေတဲ့ဖိုက်တာတယောက်ကိုရှုံးရင်ဆိုတဲ့ဂုဏ်တက်ခပိုင်းတွေလည်းရှိပါတယ်ဒါကြောင့်သူလည်းတခြားပြင်ဆင်ထားပါတယ်ပွဲကတော့အတော်လေးကြည့်လို့ကောင်းနိုင်ပါတယ်ဖိုက်တာတွေကလည်းဖိုက်အယူမြင့်တော့ဘယ်လိုပုံစံမျိုးနေနဲ့ကစားသွားမလဲဆိုတာကတော့ခမရခက်ပါတယ်ဒါကြောင့်မို့စိတ်ဝင်စားတာနဲ့ကျွန်တော်တို့တွေစောင့်ကြည့်ရမှာပါဒီပွဲကို US ကမြန်မာပရိသတ်တွေရောချန်ပီယံဟောင်းကြီးကိုအောင်လာရောတွားရောက်အားပေးမှဆိုတော့ဂျိုရှွာဗန်အတွက်အားသက်စေပါပါကျွန်တော်မြန်မာနိုင်ငံပရိသတ်တွေကလည်းကျွန်တော်မြန်မာပရိသတ်တွေလည်း TV ဖန်သားမြင်ဒါမှမဟုတ်ဖုန်းနဲ့ကြည့်ရှုအားပေးကြဖို့လည်းတိုက်တွန်းချင်ပါတယ်အဆုံးထိလည်းပါကြည့်ရှုလို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ MMA သတင်းတွေကိုထပ်မံကြည့်ရှုရဖို့ channel လေးကိုလည်း subscribe လုပ်ပေးထားကြပါဦးလို့တောင်းဆိုချင်ပါတယ်